ဒီဗီဒီယိုလေးကတော့လေကော်စီကာရဲ့လမ်းပေါ်မှာတွေ့တဲ့အကောင်ပလောင်လေးတွေအကောင်ပလောင်ဆိုတာကဒီစိတ်တွေပေါ့နော်အဲ့ဒီဟာတွေတို့ဝက်တွေတို့ဆိုရင်လမ်းပေါ်မှာဒီတိုင်းလျှောက်သွားနေတာအဲ့တော့ကားနဲ့မနှဲရှောင်ပြီးသွားရတယ်ပေါ့နော်လမ်းကလည်းကျင်းနေပြီးတော့အဲ့လိုတောင်နေကြားထဲမှာဖြတ်သွားတဲ့ခါကြတော့လေသူတို့ကိုတအားကျူးစိုက်သွားတယ်အခုလမ်းတစ်လျှောက်ဆိုရင်ဒီစိတ်တွေမှာအများကြီးပဲဖြည်းဖြည်းလေးပဲမောင်းရတယ်အရှိကမျက်နှာချင်းဆိုင်ရလေကားလာမှလည်းစိုးရင်ရတယ်နောက်ပြီးတော့ကိုတရီရဲ့ကမ်ပင်းကားကိုကြော်ဖို့ဆိုတာလေနေရာကိုတကယ်ဘေးကိုချပေးရတယ်ပေါ့နော်ကိုကကားကြီးဖြစ်နေတော့လေဒီလမ်းလေးကတော်တော်လှပါတယ်ဒါကပေါ်တူးဆိုတဲ့ပင်လယ်ကမ်းခြေမြို့လေးကိုသွားနေတာပေါ့နော်ဒီကကြောက်တောင်နေဆိုတာလေတော်တော်ကိုလှတယ်လမ်းတစ်လျှောက်ကလေကြည့်လို့ကိုမဝအောင်ကြောက်တောင်ကြီးကလေရဲနေတာသိလားအခုဗီဒီယိုထဲမှာတော့ရဲတာတိတ်မပေါ်ဘာလို့ဆိုတော့ကျွန်တော်တို့ကနေရောင်ကိုမျက်နှာချင်းဆိုင်သွားနေရတာဆိုတော့လေတကယ်တမ်းကျတော့ကြောက်သားတွေကအရဲရောင်နေပေါ့နော်အဲ့လိုမျိုးကားရှောင်ပြီဆိုလို့ရှိရင်လေတကယ်ကိုဖြည်းဖြည်းလေးမောင်းပြီးရှောင်ရတယ်လမ်းကျိုးကတကယ်ကိုမှကျင်းလေးလှလေအရန်လှတယ်ဒီနေရာကလေသဲထိတ်ရင်ပိုပြောရမှာပေါ့နော်သွားတဲ့အချိန်မှာဟိုဘက်ကကြောက်ကြီးနောက်ပြီးတော့အဲ့လိုတရိတ်ဆန်လေးတွေဖြတ်သွားလို့ရှိရင်လည်းကိုတရီမှာဒီချာဆောင်ပြီးတော့မောင်းပေးရတယ်ပေါ့နော်သူတို့ကတခါတလေကျအကြာကြီးအုပ်စုလိုက်ကြီးတော်တော်နဲ့မထွက်သွားကြဘူးပေါ့နော်အခုဒီလမ်းလေးဆိုကျင်းလေးဟိုဘက်မှာအောက်ကကြောက်ကြီးအသေးရစရာကြီးသိလားဒီလမ်းမှာအခုလည်းကြည့်လိုက်စိတ်ကလေးတွေဆိုတာလမ်းတစ်ကြောလုံးပဲဒီလမ်းကြောကလေ4 နာရီခွဲလောက်မောင်းခဲ့ရတယ်တကယ်ကိုအသေးရစရာလမ်းလို့ပြောလို့ရတယ်ပေါ့နော်သွားခဲ့တဲ့ထဲမှာဘယ်လိုခေါ်မလဲရင်တမမနဲ့သွားတဲ့လမ်းလို့ပြောရင်ရတယ်ပေါ့နော်လှတာမှအရန်လှတယ်ရှေ့ကအဲ့လိုမျက်နှာချင်းဆိုင်ကြောက်တောင်ကြီးတွေပြီးတော့ခါကျတော့ညာဘက်ချမ်းမှာဆိုလို့ရှိရင်လည်းအဲ့လိုကြောက်တောင်ကြီးနဲ့ကြောက်ကြီးနဲ့ပေါ့နော်တော်တော်ကိုလှတဲ့လမ်းလေးမေ့လည်းမမေ့ဘူးဒီလမ်းလေးကိုအရန်လည်းကြိုက်တယ်ပေါ့နော်အခုရောက်မဲ့ပေါ်တိုမြို့မှာ10 ရက်လောက်တော့ကြာမယ်ပေါ့နော်10 ရက်လောက်ကြာမယ်ဆိုတော့ခါကျတော့ဒီဘာခေါ်လဲကားကိုကမ်ပင်းမှာနားပြီးတော့ခါကျတော့အနီးနားဝန်းကျင်ကိုစိုက်ကယ်တွေနဲ့ပဲလိမ့်မယ်တခါတလေတော့လဲစပိန်နဲ့လိမ့်မယ်ပြီးကြလို့ရှိရင်သင်္ဘောနဲ့လိမ့်မယ်ပေါ့နော်ဒီနေရာကသင်္ဘောစိတ်ကမ်းမြို့တော်ဖြစ်တဲ့အတွက်တကယ်ဘာခေါ်လဲUNESCO ကသတ်မှတ်ထားတဲ့အမွေနှစ်နေရာတွေပေါ့နော်အဲ့နေရာတွေကိုလည်းသင်္ဘောနဲ့သွားလိမ့်မယ်ဒီနေရာကတော့တော်တော်ကိုနာမည်ကြီးတဲ့နေရာလေးပါကော်စီကာမှာအလှဆုံးနေရာတွေကတနေရာလို့ပြောမယ်ဆိုရင်ပြောလို့ရတယ်ပေါ့နော်တကယ်တော့ဟုတ်လဲဟုတ်တယ်ကော်စီကာနာမည်ကြီးတာလည်းမပြောနဲ့လမ်းမှာဒီလိုမြင်ရတဲ့သဘာဝအလှတွေပေါ့တော်တော်လေးကိုရင်ခုန်စရာကောင်းတယ်ဒါပင်လယ်ကမ်းခြေမရောက်သေးဘူးပေါ့နော်နောက်ပြီးတော့ဒီနားလေးကဝင်းကျင်မှာလည်းဒီ trekking ပေါ့နော်တောင်တွေကိုတက်ဖို့ရအတွက်နေရာအလှတွေအများကြီးရှိတယ်ဆိုတာလည်းကြည့်ထားတယ်ဆိုတော့ခုမြင်ရတဲ့ရှေ့မှာရှိနေတဲ့ချွန်ချွန်တောင်တွေရဲ့နောက်ကျောထဲမှာတဲရမယ်အဲ့ဒီတောင်တွေကိုtrekking လုပ်မယ်ပေါ့နော်အဲ့ဒါကလည်းplan ချထားတယ်ပေါ့လေအဓိကကတော့မိုးမရွာပါစေနဲ့လို့တော့ဆုတောင်းတာပဲမိုးရွာရင်တော့နည်းနည်းလေးပင်လယ်လေးလေလို့မရဘူးအခုဒီပုံစံအတိုင်းကတော့ရာသီဥတုကကြည်လင်နေရှင်းလင်းနေဆိုတော့အနေထားတော့ကောင်းမဲ့အနေထားပေါ့လေကမ်ပင်းလေးကိုလည်းရောက်တော့ပါမယ်အခုခဏနေကြလို့ရှိရင်ဒီတောင်ကိုကျော်ဖြတ်ပြီးတာနဲ့
နောက်5မိနစ်လောက်နေလို့ရှိရင် camping ကိုရောက်ပါပြီဒီတစ်လကြာခရီးမှာဆိုရင်ကျွန်တော်တို့က camping နေမှာပဲနေရာယူပြီးတဲတယ်ပေါ့နော်ပြင်သစ်မှာလို့ free နေရာတွေတိတ်မရှိဘူးဒီမှာကတော့ဈေးကြီးတယ်အစားအစာလည်းဈေးကြီးတယ်ပြင်သစ်ထဲဆိုင်30%လောက်ဈေးကြီးတယ်သူကကျွန်းပေါ်ဖြစ်တဲ့အတွက်နောက်ပြီးတော့နိုင်ငံခြားသားတွေလည်းအများဆုံးလာတာဖြစ်တာမို့လို့နောက်တစ်ခုကဒီကုန်စည်ပစ္စည်းတွေဆိုလို့ရှိရင်သင်္ဘောနဲ့လေယာဉ်နဲ့သယ်ယူရတာဖြစ်တဲ့အတွက်စရိတ်စကတွေကပိုပြီးတော့ကြီးတယ်ပေါ့နော်camping တစ်ခုမှာဆိုလို့ရှိရင်အနည်းဆုံးသူကယူရို20နဲ့အစိတ်ကြားမှာပေးရတယ်ပေါ့နော်တချို့ camping တွေကတော့ယူရို30လောက်ထိရှိတယ်ပေါ့နော်တစ်ညကိုခွေးလေးတွေကြောင်လေးတွေပါလာတယ်ဆိုလို့ရှိရင်လေခွေးတွေကြောင်တွေအတွက်ကိုထပ်ပြီးတော့အပိုဆောင်းပေးရတယ်ပေါ့လေခဏနေရောက်ပါတော့မယ် camping ကိုကျွန်တော်ကတော့လမ်းဘေးဝဲယာကြည့်ပြီးတော့ဘယ်လိုခေါ်မလို့ခေါင်းကိုမူးနှောင်နေတာပေါ့နော်တော်ယုံတန်ယုံကားမူးတတ်တဲ့လူဆိုရင်တော့ဒီနေရာမှာမလွယ်ဘူးဘာလို့ဆိုအကွေ့အကောက်တီနဲ့လေခုနပြောသလိုကြောက်တီချင်းနေနဲ့ပေါ့နော်ပြောရရင်ရင်ခုန်စရာကောင်းတဲ့လမ်းလို့ပြောရမယ်ပေါ့နော်ဒီလို adventure တွေအရင်ကြိုက်တဲ့ကျွန်တော်တို့နှစ်ယောက်အတွက်တော့ကော်စီကာကလေပတ်လို့အကောင်းဆုံးနေရာတွေဖြစ်မယ်လို့ယုံကြည်တယ်ပေါ့နော်ခုတောင်တန်းနေမြင်ရတာနဲ့တင်ကိုကျွန်တော်တို့နှစ်ယောက်ကစိတ်လှုပ်ရှားနေပါပြီ။